အားလုံးပဲမင်္ဂလာပါဒီ23ရက်9လ2026မနေ့ညတော့ဒီ6-3ညအချိန်မှာပတိပချိန်တော့6-3ညပတိပါ6-3ညအချိန်6တေ66 65 6-3ည3ညတေ3ည6 3ည5 3ည3ည65ရယ်3ည1ရယ်မိန်အော်ပါအောင်မဲမနေ့ကတစ်ပတ်စာ9 break နဲ့ထိသွားပြီချင်းရညနေကြမှာထိပါတယ်ဒီနေ့လည်းပေါက်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်